ကျွန်တော်ကိုသတင်းစာနှစ်ကြိမ်အတိုင်းတိုင်းအလကားပေးပြီးတော့ကူညီဖို့တဲ့သတင်းစာတွေကိုပြန်ပြီးတော့ကူညီဖို့ကျွန်တော်တတိယမိပါတယ်ဒါနဲ့အဲ့ဒီသတင်းစာတွေကိုရှာဖို့ကျွန်တော်အချိန်တော်တော်ယူလိုက်ပါတယ်တလခွဲလောက်ကြာတဲ့အခါမှာတော့အဲ့ဒီသတင်းစာတွေကိုကျွန်တော်ပြန်တွေ့ပါတယ်တွေ့တော့သူ့ကိုကျွန်တော်အိမ်ကိုခေါ်လာစေပြီးတော့သူ့ကိုကျွန်တော်မေးပါတယ်ခမရကျွန်တော်ကိုမှတ်မိလားလို့မေးတဲ့အခါမှာသတင်းစာတွေကမှတ်မိတာပေါ့ခမရဟာBill Gatesပဲဘီလီယံနာတယောက်ပဲလို့ပြောပါတယ်ခမရကျွန်တော်ကိုသတင်းစာတွေပေးဘူးတာရောခမရမှတ်မိလားလို့ကျွန်တော်ကသူ့ကိုမေးတဲ့အခါမှာသူကပြန်ပြောပါတယ်မှတ်မိတာပေါ့ခမရကိုကျွန်တော်နှစ်ကြိမ်တောင်မှသတင်းစာအလကားပေးပြီးတော့ကူညီဘူးတယ်လို့သူကပြန်ပြောပါတယ်ဒီချိန်မှာကျွန်တော်ကသတင်းစာတွေကိုကျွန်တော်စကားတစ်ခွန်းပြောမိပါတယ်အဲ့ဒါကဘာလဲဆိုတော့ခမရကျွန်တော်ကိုမိပါတယ်အဲ့ဒါကဘာလဲဆိုတော့ခမရကျွန်တော်ကိုနှစ်ကြိမ်တိုင်တိုင်ကူညီခဲ့ဘူးတဲ့အတွက်ခမရကိုကျွန်တော်ပြန်အကူအညီပေးခြင်းပါတယ်ခမရဘဝမှာအလိုရှိတာတစ်ခုကိုသာပြောပါကျွန်တော်ပြန်ပေးပါမယ်လို့သူ့ကိုပြောတဲ့အခါမှာတော့သူကအော်ခမရကတထေးတယောက်ဖြစ်လို့ကျွန်တော်ကိုအကူအညီပေးတာနဲ့ကျွန်တော်ကစင်ရသားတယောက်ကခမရကိုသတင်းစာနှစ်ဆောင်ပေးပြီးတော့ကူညီတာနဲ့တန်ဖိုးချင်းအတူတူပဲလားလို့သူကကျွန်တော်ပြန်မေးပါတယ်။အဲဒီအချိန်မှာကျွန်တော်သူ့ကိုဘာကြောင့်လဲခမရကိုကျွန်တော်ကူညီတာပဲလို့ပြန်မေးတဲ့အခါမှာသူကပြန်ပြောပါတယ်။ခမရကချမ်းသာတဲ့အချိန်မှာလူတွေကိုကူညီနေတာပါ။ကျွန်တော်ကမချမ်းသာတဲ့အချိန်မှာလည်းကျွန်တော်လူတွေကိုကူညီပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကမချမ်းသာတဲ့အချိန်မှာလည်းကျွန်တော်လူတွေကိုကူညီပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့နှလုံးသားဟာချမ်းသာတဲ့အတွက်ဖြစ်ပါတယ်။ဆိုပြီးတော့သူကကျွန်တော်စီကဘာကူညီမှမယူပဲထွက်သွားခဲ့ပါအဲ့ဒီအချိန်မှာကျွန်တော်နားလည်လိုက်တာတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လူတွေကိုကူညီတဲ့အခါမှာလူတွေကိုကူညီဖို့ကြိုးစားတဲ့အခါမှာချမ်းသာဖို့မလိုပါဘူးငွေကြေးဥစ္စာတွေရှိဖို့မလိုပါဘူးချမ်းသာတဲ့နှလုံးသားရှိဖို့ပဲလိုတာပါနောက်ပြီးတော့ဒီသတင်းစာတွေဟာကျွန်တော်ထက်ချမ်းသာတဲ့လူဆိုတာကိုလည်းကျွန်တော်သိခဲ့ရပါတယ်ဒါက Bill Gates ပြောပြတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်ကလူငယ်ကိုဘာပြောချင်တာလဲဆိုတော့လူတွေကိုကူညီပါတကယ်အကူအညီလိုအပ်နေတဲ့လူတွေကိုပြောတာပါ။ပြင်းလို့လုံမစားခြင်းလို့လူတွေရဲ့အကူအညီကိုလိုက်တောင်းနေတဲ့လူတွေကိုကူညီဖို့ပြောတာမဟုတ်ပါဘူး။တကယ်အကူအညီလိုနေတဲ့လူတွေကိုကူညီပါအဲ့လိုကူညီဖို့ကိုလည်းချမ်းသာတဲ့တကယ်အကူအညီလိုနေတဲ့လူတွေကိုကူညီပါအဲ့လိုကူညီဖို့ကိုလည်းချမ်းသာတဲ့အချိန်ထိအောင်စောင့်မနေပါနဲ့ချမ်းသာတဲ့အချိန်ကိုစောင့်နေမယ်ဆိုလို့ရှိရင်နောက်ကျသွားပါလိမ့်မယ်အဲ့တော့ဒီကနောက်လူငယ်လူတွေကိုကူညီပါလူတွေကိုကူညီခြင်းအပြင်ဘာပြန်ရမလဲဆိုတော့ပျော်ရွှင်မှုတစ်ခုပြန်ရပါလိမ့်မယ်ဒီဗီဒီယိုလေးတွေကနေပြီးတော့တစုံတစ်ခုရလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ကိုညံလင်းအောင်